အသေးကွဲတဲ့အခါဘယ်လိုမှုအွန်လုပ်ရမလဲဆိုတာကိုဒီကနေ့ပြောပြသွားခြင်းနဲ့ကျွန်တော်တို့ရဲ့လူသားတွေရဲ့ဘဝမှာတယောက်နဲ့တယောက်ရည်စက်ကုန်းလို့ပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ဘဝနှစ်ခုပေါင်းဆက်လို့မဖြစ်နိုင်တော့လို့ပဲဖြစ်ဖြစ်လမ်းခွဲကြရတယ်ဆိုတာတခါတရံရှိလာတတ်ပါလေအဲ့ဒီလိုတယောက်နဲ့တယောက်ပေါင်းဖက်ဖို့မဆုံးစည်းနိုင်တော့ဘူးဆိုရင်လမ်းခွဲလိုက်ရတဲ့အခါမှာကျွန်တော်တို့မေ့ဖို့အင်မတန်မှခဲယဉ်းပါတယ်ကျွန်တော်တို့ရဲ့ပါဒနာတယောက်ဟာကျွန်တော်တို့ရဲ့ရင်ထဲမှာတဘဝလုံးစာစိုးမိုးနေရာယူထားတဲ့အတွက်လွယ်မေ့ဖြောက်ဖို့မလွယ်ပါဘူးဒီကနေ့အသေးကွဲရတဲ့အခါချစ်ရတဲ့သူကိုမြန်ဆန်ဘယ်လိုမှုအွန်လုပ်ရမလဲဆိုတာကိုဒီကနေ့ပြောပြသွားခြင်းနဲ့ဘယ်လိုမှုအွန်လုပ်ရမလဲဆိုတော့အချက်၅ချက်ကိုလိုက်နာရမယ်အဲ့ဒီအချက်၅ချက်ကနံပါတ်1မေ့နိုင်အောင်မကြိုးစားပါနဲ့နံပါတ်2သူ့ကိုလုံးဝမဆက်သွယ်ပါနဲ့နံပါတ်3သင်နဲ့သူဟာဒီတသက်မဖြစ်နိုင်တော့ဘူးဆိုတာသတိရပါနံပါတ်4လက်ခံနိုင်အောင်ကြိုးစားပါနံပါတ်5ခံစားချက်ကိုအတိအမှတ်ပြုပါအဲ့ဒီ5ချက်ဖြစ်ပါတယ်အဲ့ဒီ5ချက်ထဲကနံပါတ်1အချက်ကိုအရင်ပြောပြသွားရှင်တယ်နံပါတ်1မေ့နိုင်အောင်မကြိုးစားပါနဲ့လူတစ်ယောက်ကိုမှုအွန်လုပ်ချင်ပါတယ်ဆိုရင်မေ့နိုင်အောင်မကြိုးစားပါနဲ့အဲ့ဒီသူနဲ့ကိုဟာလုံးဝပေါင်းစည်းဖို့မဖြစ်နိုင်တော့လောက်အောင်ဇက်တွေကုံသွားကြပြီဆိုတာလက်ခံနိုင်အောင်ကြိုးစားရမယ်ကျွန်တော်တို့ရဲ့နှလုံးသားအနက်ဆိုင်ဆုံးတနေရာမှာနေရာယူခဲ့တဲ့လူတစ်ယောက်ကိုလွယ်မေ့နိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဒါကြောင့်သူနဲ့တကယ်ဝေးသွားကြပြီဆိုတာကိုလက်ခံနိုင်အောင်ကြိုးစားပါဒီနီလန်းကရင်ကွဲမတက်နာကျင်ခံစားရနိုင်ပြီမယ်အချိန်တိုတောတွင်းမှာချစ်ရသူကိုမှုအွန်လုံနိုင်သွားမှာပါနံပါတ်2သူ့ကိုလုံးဝမဆက်သွယ်ပါနဲ့သင်နဲ့သူဟာချစ်ခွင့်သာရှိပြီးတယောက်ကိုတယောက်ပိုင်ဆိုင်ခွင့်မရှိခဲ့ကြပါဘူးသင်နဲ့သူဟာကံကုန်သွားပြီမို့လုံးဝပြန်မဆုံနိုင်တော့ပါဘူးဒါကိုလက်ခံပြီးသူ့ကိုဆက်သွယ်နိုင်မဲ့ဖုန်းနံပါတ်တွေကွန်တက်တွေအကုန်ဖြတ်ပါသူစီစာပို့ခြင်းနဲ့စိတ်ကိုထိန်းချုပ်ပါသူ့အကောင်နဲ့ခဏဝင်ကြည့်တာရပ်ပါနောက်ဆုံးသူ့ကိုဆက်သွယ်ခြင်းနဲ့စိတ်ကထိမရအောင်ဖြစ်လာပြီဆိုရင်ငါကြောင့်သူအနှောက်အယှက်မဖြစ်စေရဘူးဆိုတာကိုတွေးလိုက်ပါနံပါတ်3သင်နဲ့သူဟာဒီတသက်မဖြစ်နိုင်တော့ဘူးဆိုတာသတိရပါသင်ကသူ့အတွက်မဟုတ်တယ်လို့သူကလည်းသင်အတွက်မဟုတ်တာမို့သင်တို့တယောက်နဲ့တယောက်ဝေးကွာသွားကြတာပါတယောက်နဲ့တယောက်ဟာရေစက်ပါတဲ့အခါမိုင်ပေါင်းတောင်းချီဝေးကွာနေရင်တောင်စုံစည်းရတတ်ပါတယ်ရေစက်မပါတဲ့အခါတလန်းနဲ့အတူတူနေရင်တောင်မစုံစည်းရတတ်ပါဘူးသင်နဲ့သူဟာရေစက်ပါလို့စုံစည်းခဲ့ရပြီမယ်အခုရေစက်တွေကုန်သွားတဲ့အခါပြန်လဲစုံစည်းဖို့လုံးဝမဖြစ်နိုင်တော့ပါဘူးဒါကြောင့်သူ့ကိုဒိတ်တစ်ချက်ရတိုင်းသင်နဲ့သူဟာ
ဒီတသက်ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာကိုသတိရပါနံပါတ်၄လက်ခံနိုင်အောင်ကြိုးစားပါသင်နဲ့သူဟာတကယ်ဝေးသွားကြပြီဖြစ်ကြောင်းလက်ခံနိုင်အောင်ကြိုးစားပါအရာအလုံးကိုလက်ခံလာနိုင်တဲ့အခါလွတ်မြောက်သွားမှာပါနံပါတ်5ခံစားချက်ကိုအပိအမှတ်ပြုပါအသက်တဆုံးချစ်ရသူနဲ့မထင်မှတ်ဖဲဝေးကွာသွားတဲ့အခါကျွန်တော်တို့နာကျင်ခံစားရပါတယ်ဒီလိုခံစားရတဲ့အခါခံစားချက်အတိုင်းလိုက်လျောပါငိုကြွေးလို့ရပါတယ်တငယ်ချင်းတွေစီဖုံးဆက်ပြီးရင်ဖွင့်ပါငါမငိုဘူးစိတ်မညစ်ဘူးဆိုပြီးတင်းခံမထားပါနဲ့အသေးကွဲချိန်လေးမှာတော့ကိုယ်စိတ်အလိုကျဖြည့်ဆည်းပေးရပါမယ်အပေါ်မှာဖော်ပြပေးခဲ့တဲ့အချက်လေးတွေကချစ်ရတဲ့အဲ့ဒီလူကိုအမြန်ဆုံးမုံလှုပ်စေနိုင်ပါပါမုံလှုပ်ပြီးသွားတဲ့အခါဒဏ်ရာတွေအနာကျက်သွားတဲ့အခါဒီထက်ပိုပြီးတော့လှလာပါနော်မာကျောလာပါနော်ပိုပြီးရင့်ကျက်တန်မာလာပါနော်